မကောင်းမှုကိုရှောင်ကြဉ်ခြင်းကကောင်းမြတ်တဲ့မင်္ဂလာတစ်ပါးပါပဲမင်္ဂလာပါကိုကိုကြီးပို့ပြောမယ့်စီစဉ်ရနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီကနေ့ကိုကိုကြီးကဒီကညီလေးညီမလေးတွေကိုပြောပြပေးခြင်းတဲ့ပုံမြင်လေးရတော့မကောင်းမှုကိုရှောင်ကြဉ်ခြင်းဆိုတဲ့မျက်မှောက်ရွရပုံမြင်လေးပဲဖြစ်ပါတယ်တခါတော့ပေါ့ကွယ်မိခင်တူဦးမှာခင်မွန်းတဲ့ဆုံးပြီးကြတဲ့ကတားနှစ်ယောက်ကိုပဲအကူအားထားပြုပြီးတော့နေထိုင်ရပါတယ်တားနှစ်ယောက်ကလည်းမိခင်ကိုရိုသေစွာလှုပ်ကြွေးပြုစုကြတာပေါ့တနေ့မှာတော့မိခင်ဖြစ်သူကဖျားနာပြီးတော့ယောဂအလွန်ပြင်းတဲ့ခါမှာတော့ဆေးဆရာကိုခေါ်ယူပြီးတော့ပြတ်တရတာပေါ့ကွယ်ဆေးဆရာကလည်းလူနာယောဂကိုစမ်းသပ်ပြီးတဲ့ခါမှာတော့ညီကိုနှစ်ယောက်ခေါ်ပြီးတော့စကားပြောလာပါတယ်တင်တို့မိခင်ကြီးယောဂအတွက်ယုံသားတဲ့စာကြွေးမှယောဂပျောက်ခင်မယ်ဆိုပြီးပြောလာတဲ့ခါမှာတော့အကိုဖြစ်သူကညီဖြစ်သူကိုအကူညီတောင်းလာပါတယ်တော်တဲ့ဝင်ပြီးယုံထောင်တဲ့ပါယုံသားရအောင်ယူတဲ့ပါငါညီညီငယ်ကလည်းယုံထောင်မှုအတွက်တောထဲဝင်သွားပါတယ်တောစကိုအရောက်မှာပဲယုံတကောင်ကိုတွေ့ပြီးတော့အလွယ်တကူပဲဖမ်းယူလိုက်ပါတယ်ယုံကလေးမှာကြောက်ရွံ့လွန်းတာကြောင့်တကူလုံးတူရီနေရှာတာပေါ့ညီငယ်ကလည်းမိမိလက်ထဲမှာရောက်နေတဲ့ယုံငယ်အဖြစ်ကိုကြည့်ပြီးတော့စာနာစိတ်ဝင်လာပါတယ်တတဝါဆိုဒီမှာတရားမီကိုကြောက်ကြသူကြီးပါပဲငါလည်းတရားမီကိုကြောက်တယ်ငါမိခင်လည်းတရားမီကိုကြောက်တယ်ယုံကလေးလည်းတရားမီကိုကြောက်နေမှာပဲငါမိခင်အသက်မသေးအောင်ယုံကလေးအသက်ကိုတရားမီဆိုဒီမှာတရားပါသလိုဒီလိုတွေ့တော့စီချင်းမိလာပြီးတော့ယုံကလေးကိုမတတ်သင့်ဘူးဆိုပြီးတော့လွတ်ပြလိုက်ပါတယ်ယုံငယ်ကလည်းအားရဝတ်သားစွာနဲ့ထွက်ပြေးသွားတာပေါ့ညီငယ်ကလည်းအိမ်ကိုပြန်ရောက်တဲ့ခါမှာတော့အကိုဖြစ်သူကိုအချိုးချောင်းပြန်ပြောပြတဲ့ခါမှာတော့အကိုဖြစ်သူကမချင်မနာဖြစ်တာပေါ့ကွယ်တင်ဒီမိခင်နဲ့ကျိုးကိုပြစ်ပယ်သူဖြစ်သည်ဆိုပြီးချိန်မောပြစ်တင်လာပါတယ်ဒီခါမှာပဲမိခင်ကတီးတိုးစွာနဲ့ကျေယူလာပါတယ်တောင်းငယ်မှာအပြစ်မရှိပါဘူးကွယ်တောင်းငယ်လေးရဲ့ဆောင်ရွက်မှုမှာမှန်ကန်ပါတယ်သူ့အသက်ကိုတတ်ချင်းကအကုသိုလ်များပါတယ်ဆိုပြီးတားငယ်လှုပ်ဆောင်မှုကိုအားရဝမ်းသာစွာနဲ့တာရုခိုလေတာပေါ့ထိုအချိန်မှာပဲညီငယ်ကဖျားတဲ့ရှိမှတူထောက်ပြီးတော့တစ္ဆာပြုလာပါတယ်ကျွန်ုပ်ဒီတိတက်တိအရွယ်မှစား၍တိလျက်နှင့်သူတပါအသက်ကိုမတတ်ခဲ့ပါဤစကားမှန်ပါကမိခင်ဤယောဂသည်ပိန့်ချဖတ်တွင်ရီးမကျင်တကယ်သို့ကင်းစင်ပပျောက်ပါစေတည်းထိုမှန်သောတစ္ဆာစကားကြောင့်မိခင်ယောဂမှာချက်ချင်းပြောက်ကင်သွားပါလေတော့သည်မကောင်းမှုကိုတိလျက်နဲ့ရှောက်ရခြင်းကကောင်းမြတ်တဲ့မင်္ဂလာတစ်ပါးပဲဖြစ်ပါတယ်ကြည့်ရှုသူအရောက်စီတိုင်းကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ကောင်းသောညကလေးကိုပိုင်ဆိုင်နိုင်ကြပါစေနော်